ခင်မောတဲ့ရဲ့ကူညီကြောင်ကယ်ဒမီ20ရမယ်လို့သတင်းတွေထွက်နေတဲ့ဝတ်မုံရွှေရီမနစ်ကတိမ်ပကြီးရုပ်ရှင်ဇာတ်ကားနဲ့မြို့သမီးဆက်ဆောင်ကယ်ဒမီဆုရခဲ့တဲ့ဝတ်မုံရွှေရီကတော့ဒီနေ့မှလည်းခင်မောတဲ့ရဲ့ကူညီနဲ့အကယ်ဒမီဆုထက်ရအောင်မယ်လို့ရုပ်ရှင်လောကတွေကအတွင်းသတင်းတွေရသိရပါတယ်။အားလုံးသိကြတဲ့အတိုင်းဝတ်မုံရွှေရဲ့ခင်မွန်းတဲ့ကိုနိုင်ဖြိုကျော်ဟာမြန်မာနိုင်ငံမှာအောင်မြင်ဆုံးနဲ့ချမ်းသာကြွယ်ဝသောလူငယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတာပါ။ VV ချိုရင်လုပ်ငန်း MG လျက်စကားလုပ်ငန်းအပါအဝင်စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတဲ့ဝတ်မုံရွှေရဲ့ခင်မောတဲ့ဟာမြန်မာနိုင်ငံမှာကျန်းသာဆုံးဘီလီယံနာတတိတူပါဒါကြောင့်လေဝတ်မုံရွှေတို့ဇနီးမောင်နှံဟာအနုပညာလောကထဲမှာရောစီးပွားရေးလောကထဲမှာပါအရှိန်ဝါကြီးမားပါတယ်အခုဝတ်မုံရွှေဟာမနစ်ကတိမ်ပကြီးစကားနဲ့အကယ်ဒမီဆုရခဲ့တယ်လို့ယခုနှစ်မှာလေနောက်ဝင်တဲ့စကားနဲ့အကယ်ဒမီဆုရမယ်လို့သတင်းတွေကြားနေရတာပါနဝင်းတဲ့စကားမှာတော့ဝမုံရွှေရင်ဟာရုံးရအမွေအရာပရလောကတွင်နတ်တွေဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်တဲ့မိန်းကလေးငယ်တူဖြစ်တည်ဥဆောင်ထားတာပါဒီဇာတ်ကားလေးမှာဝတ်မုံရွှေရဲ့တရုပ်ဆောင်ချက်တွေကအသက်ဝင်ပြပြင်းလွန်းတာကြောင့်ဒီနေ့မှလည်းဝတ်မုံရွှေကပဲကယ်ဒမီဆုရမယ်လို့လူတွေကတထစ်ချထင်ကြီးပေးနေကြတာဖြစ်ပါတယ်။ဒါကလည်းဝတ်မုံရွှေကိုသူမစိတ်တိုင်းချနုပညာလုပ်တွေလှုပ်ခွင့်ပေးထားသလိုအများရနောက်က supporting ပေးတတ်တဲ့ခင်မောတဲ့ကြောင့်ဝတ်မုံရွှေဟာဒီလိုရည်သွေးမြင့်ရုပ်ရှင်စကားတွေရိုက်ခွင့်ရနေတာလို့ဆိုကြပါတယ်။